တက်ကြရများလာတဲ့ Chelsea အသင်းဟာဒီညမှာတော့စာမျက်နှာအသစ်တစ်ခုကိုစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ဒီပြအသင်း Liam Rosenia ရဲ့လက်ထက်မှာကျွန်တော် Chelsea အသင်းဟာဘာတွေများပြောင်းလဲသွားမှာလဲ။ဒီလိုမျိုးပြောင်းလဲလာမယ့်အရာတွေကကောင်းမှုဖြစ်လာလားဒါမှမဟုတ်ဆိုးဖို့ဖြစ်လာလား။ဒီလိုမျိုးစိုးရိမ်စရာတစ်ဝက်မျောလင်းချက်တစ်ဝက်နဲ့ကျွန်တော် Chelsea အသင်းကတော့နီးပြအသစ်အပေါ်မှာစောင့်ကြည့်နေကြပါတယ်။အဲ့တော့ဒီနီးပြအသစ်လက်ထက်မှာကျွန်တော် Chelsea အသင်းဟာဘာတွေများကွာခြားသွားမှာလဲ။အခုလက်ရှိကျွန်တော်ရဲ့ Chelsea နီးပြအသစ် Liam Rosenia အသင်းကိုပို့ပြီးတော့ direct ဖြစ်တဲ့ပုံစံနဲ့ပုံဖော်လာနိုင်ပါတယ်။သူ့ရဲ့ပွဲချိန်တွေပေါ်မူတည်ပြီးတော့ကစားကွက်ကိုလင်းလင်းမြန်မြန်ပြောင်းလဲတဲ့အချက်ကစားသမားတွေရဲ့ကွင်းတွင်းတာဝန်ယူမှုတွေကိုပုံမတင်ကျပ်လာတဲ့ပုံစံတွေပြီးတော့လူငယ်ကစားသမားတွေကိုယုံကြည်ကြည်နဲ့နေရာပေးတတ်တာတွေဒီအချက်တွေကိုကျွန်တော်တို့ကစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ဒီညပွဲမှာအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ Chelsea အသင်းရဲ့ transition တွေပါပဲဘောလုံးရလာပြီဆိုတာနဲ့တိုက်စစ်ကိုဘယ်လိုမျိုးလင်းလင်းမြန်မြန်ပြောင်းလဲသွားမလဲဒီကွင်းတွင်းမှာရောဘယ်လိုမျိုးကစားသမားတွေကပို့ပြီးတော့တာဝန်ယူစွမ်းဆောင်လာမှာလဲဘယ်လိုကစားသမားတွေကဒီနီးပြလက်ထက်မှာပို့ပြီးတော့နေရာရလာမှာလဲဆိုတာတွေကိုစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ဒီတော့ဒီညပွဲကအရေးကြီးပါတယ်ပွဲကြီးပွဲကောင်းတစ်ခုမဟုတ်ပေမဲ့ Chelsea နီးပြအသင်းရဲ့ပထမဆုံးပွဲပဲဖြစ်ပါတယ်ကျွန်တော် Chelsea အသင်းဟာလက်ရှိနီးပြအသင်းနဲ့အတူဘယ်အဆင့်ထိတက်လန်းသွားနိုင်မလဲဒီလိုမျိုးအပြောင်းအလဲတွေကကောင်းမှုဖြစ်လာလားဒါမှမဟုတ်အဆိုးဘက်ကိုဥတီသွားမှာလားကျွန်တော် Chelsea အသင်းဟာနီးပြအသင်းနဲ့အတူတိုးတက်လာပြီးတော့အမြင့်ကိုပြန်တန်းသွားမလားဒါမှမဟုတ်အခက်အခဲတွေကြားမှာဆက်လက်ရုန်းကန်နေရအောင်မလားဆိုတာတော့ဒီညဖူဟန်တဲ့ပွဲကိုကြည့်ပြီးတော့အနှဲငယ်ဆုံးဖြတ်ချက်ချလို့ရပါတယ်အနှဲငယ်ကောက်ချက်ချလို့ရပါတယ်ခင်ဗျာ brother ရောဒီနီးပြအသင်းပေါ်မှာဘယ်လိုမျိုးအမြင်တွေရှိကြလဲဒီညပွဲကိုဘယ်လိုမျိုးခံစားချက်တွေနဲ့ကြည့်ကြမှာလဲဆိုတော့တစ်ချက်ဝေမျှပေးသွားလို့ရပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲကိုဆော့ကစားခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာရောက်အကောက်ဖွင့်ဆော့ကစားလို့ရပါတယ်ငွေကြေးအာမခံမှုကတော့ရာနှုန်းပြည့်အာမခံချက်ရှိပါတယ်မြန်မာငွေနဲ့ရောထိုင်းဘတ်ငွေနဲ့ပါစိတ်ကြိုက်ဆော့ကစားလို့ရပါတယ်ဖုန်းနံပါတ်ကတော့3996898885ပဲဖြစ်ပါတယ်ခုလိုမျိုးဆုံးဖြတ်ကြည့်သွားပေးတဲ့ကြောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ခင်ဗျာ